ဒေါက်တာဒူးလီတဲ၏ပြန်လွှားစာဖို့အပိုင်းတစ်အခန်းတစ်ဇူဇာနာပင်လယ်ရေကြောင်းအပြန်ခရီး၏ပထမပတ်အတွင်းနာနခင်းတစ်ခုတွင်ဖြစ်သည်ကေဗင်ကန်းထဲတွင်စပွဲဝိုင်းကြီး၌ဒေါက်တာနှင့်သူတရိษံများနာနက်စာစားနေကြကြပြန်လွှားများထဲမှတကောင်ထိုးဆင်းလာပြီးဒေါက်တာနှင့်စကားပြောလိုကြောင်းတောင်းဆိုသည်ယွန်ဒူးလီတဲကစပွဲမှချက်ချင်းထား၍အခန်းအပြင်ဘက်ဇင်းကြံလန်းသို့ထွက်သည်ထိုနေရာတွင်ပြန်လွှားတို့၏ခေါင်းဆောင်နှင့်တွေ့သည်ပါးလျက်သေးတွေ့ပြီးတတ်တတ်ရရရှိသောငှက်ကလေးဖြစ်သည်တောင်ပံများရှည်လျားပြီးစူးရှဖြတ်လတ်သောမျက်လုံးနဲ့နာနှင့်ဖြစ်၏ညံနှုံးမြင့်လျှက်တိုက်ပြန်သမားဟုအဓိပ္ပာယ်ရသောစပီရီစကင်မာဟုခေါ်ကြပြီးအတောင်ပံရှိငှက်လောကတစ်ခုလုံးတွင်တကယ်ကြော်ကြားသောနာမည်ဖြစ်သည်နွေရာသည်ပြန်တမ်းမှုပြိုင်ပွဲများ၌နှစ်တိုင်းသူအနံရနေသည်မှာနှစ်တွေများနေပြီဖြစ်သည်ပြီးခဲ့သောနှစ်ကဆိုလျင်အတ္တလန်တစ်ဖြတ်ကျော်ပြိုင်ပွဲ၌သူတင်ထားခဲ့သောစံချိန်ကိုသူပြန်ချိုးခဲ့သည်၎င်းသမုဒ္ဒရာကြီးတစ်ခုလုံးကိုပြန်တန်းကြိတ်7 နာရီခွဲသာကြာခဲ့သည်တနာရီလျင်မိုင်း200အထက်ညံနှုံးဖြစ်သည်ဂျွန်ဒူးလီတဲကနှုတ်ဆက်ရင်ကောမီလေးစပီရီဘာကိစ္စလဲနှစ်သေးလေးကအလေးနဲ့ဖြင့်တီးလို့ပြောသည်ဒေါက်တာတင်းမိုးရဲ့အရှိပဲကြတမိုင်လောက်မှာကနူးလေးဒဇင်တွေ့တယ်လေထဲမှာလူမဲမိန်းမတယောက်ထိုင်းနေတယ်သူကအသေးအတန်ငိုနေပြီးလေကိုလုံးဝမရောဘူးဗျာကိုမြင်နဲ့တော်တော်ဝေးနေပြီအနည်းဆုံး10 မိုင်လောက်ရှိမယ်ဘာဖြစ်လို့ကျွန်တော်ပြောနေတယ်လဲဆိုတော့အခုလောလောဆယ်မှာကျွန်တော်တို့ကဖန်တစ်ဘူပင်လယ်ပြင်ကိုဖြတ်နေကြတာလေအာဖရိကကုန်းမြေကိုမြင်နေဆိုရုံပဲမြင်နေကြရတာသူတကယ်ကိုအာနီယန်နဲ့ဘေးကျနံကြဖြစ်နေပြီဒီလိုလေကလေးတစ်စင်းနဲ့ပင်လယ်ထဲကိုဒါလောက်အဝေးကြီးရောက်နေတာဟုတ်တော့မဟုတ်တော့ဒါပေမဲ့ तू ကတော့အရေးဆိုင်နေပုံမရှိဘူးလေဝမ်းနဲ့အောက်ခြေမှာထိုင်ပြီးဘာပဲဖြစ်ဖြစ်ဂယုမဆိုင်တော့ပဲငိုတာပဲလုပ်နေတော့တာခမ ्या ကို तू နဲ့စကားပြောစေခြင်းနဲ့ကျွန်တော်တို့က तू ဒုက္ခအကြီးကျယ်ရောက်သွားမှာကိုစိုးရင်လို့ပါကောင်းပြီလေကနူးစီးတဲ့ဇီတာဖြည်းဖြည်းပြန်မှာငါသင်းမောကိုပဲ့ကင်ပြီးမင်းနောက်ကလိုက်ခဲ့မယ်တို့နဲ့ဂျွန်ဒူးလီတဲသည်ကုန်းဘတ်ပေါ်တက်ခဲ့ပြီးလမ်းပြပေးသောဗျံလွှမ်းများနောက်သို့သင်းမောကိုပဲ့ကင်ခဲ့ရာမကြခင်တွင်ခတ်သေးသေးကနူးလှေမဲလေးကိုလှေရေလိုက်များပေါ်တွင်နင်းရီမြင့်ကြီးဖြင့်မြင်ရပါသည်ရေမျက်နှာပြင်ပေါ်တွင်၎င်းမှာတိတ်သေးငယ်လွန်းသဖြင့်တစ်တုံးတို့မဟုတ်ဒုံချောင်းတစ်ခုအဖြစ်သာမှတ်ယူသွားကြမည်ဖြစ်သည်တို့မဟုတ်ပါကတကယ်တမ်းဆိုရလျင်မြင်းနိုင်ရန်အတွက်နီးကပ်နေခဲ့လျင်လုံးဝလွဲချော်သွားနိုင်ပါသည်ကနူးလေထဲတွင်မိမတယောက်သည်သူ့ဒူးပေါ်မျက်နှာအပ်၍ထိုင်းနေပါသည်ကြားနိုင်လောက်သောအကွာဝေးသို့ချင်းကပ်မိသောအခါဒေါက်တာကအော်မေးသည်ဟေးဘာဖြစ်လို့လဲညီကဘာဖြစ်လို့ကိုးမြင်နဲ့ဒီလောက်ဝေးအောင်လာရတာလဲမုံတိုင်းလာခဲ့ရင်တိတ်အန်ရကြီးတယ်ဆိုတာကိုမသိဘူးလားထိုမိန်းမကသူ့ဦးခေါင်းကိုဖြင်းချင်းစွာမော့သည်သွားစမ်းပါကျမဘာသာဝမ်းနဲ့နေစမ်းမရစေရှင်တို့လူပြူတွေကျမကိုဒုက္ခပေးလို့မဝကြသေးဘူးလားဂျွန်ဒူးလီတဲကတင်းမောကိုတင်းငိမ်စွာဖြင့်ဆက်ပြီးနီးကပ်နေစရန်ပဲ့ကရင်မိန်းကလေးကိုကျင်းနာစွာစကားဆက်ပြောသည်သို့တော့သူသည်လူပြူဖြစ်နေသည်ဖြင့်အမျိုးသမီးကသူ့ကိုလုံးဝမကြည့်ဖြစ်နေပုံရသည်မှာအချိန်တော်ကြသည်ဤသို့ဆိုသည်ဖြည်းဖြည်းချင်းဖြင့်ဒေါက်တာသည်အမျိုးသမီး၏ယုံကြည်မှုကိုနောက်ဆုံးတွင်ရရှိခဲ့ပြီးတဲထန်ထန်ငိုကြွေးနေစေဖြစ်တော်လဲသူ့အဖြစ်တဲ့နှစ်ကိုပြောပြရှာပါသည်
တင်နားလဲထားရမည်မှာထိုခေတ်ထိုကလထိုကာလသည်ကျွန်စနစ်ကိုစတင်ဖျက်သိမ်းနေသောအချိန်ဖြစ်သည်ကျွန်များကိုဖမ်းဆီးထိန်သိမ်းထားခြင်း ဝယ်ခြင်းရောင်းခြင်းတို့ကိုနိုင်ငံတိုင်း၏အစိုးရများကကြက်တီးစွာတားမြစ်ပေးပင်ထားကြသည်သို့တော်လည်းလူဆိုးကိုင်းအချို့သည်အာဖရိကတိုက်၏နောက်ဘက်ကမ်းခြေသို့လာ၍လူများကိုဖမ်းဆီးခြင်းသို့မဟုတ်ကျွန်များကိုလျှို့ဝှက်စာဝယ်ယူခြင်းများပြုလုပ်၍သူတို့၏တင်းမောများဖြင့်ခြားကုန်းမြေများသို့ခေါ်ဆောင်သွားကြသည်ထိုကုန်းမြေများမှဝါဆိုင်ခင်းများဆေးရွက်ကြီးဆိုင်ခင်းများတွင်အလုတ်လုတ်ခိုင်းရန်ဖြစ်သည်အချို့သောအာဖရိကနိုင်ငံများမှဘယင်များသည်စစ်ပွဲတွင်ဖမ်းဆီးရမိခဲ့သောတုပ်ပန်းများကိုကျွန်ကုန်သည်များထံအကျဉ်းသားများအဖြစ်ရောင်းစားကြ၍ထိုနီးလန်းဖြင့်ငွေကြေးမြောက်များစွာရနေကြသည်ကနူးလေထဲမှဤမိန်းမသည်ဖန်တိဘုနိုင်ငံ၏ဘယင်နှင့်စစ်ဖြစ်သောအခြားမျိုးနွယ်စုတစုမှဖြစ်သည်ဖန်တိဘုနိုင်ငံသည်အာဖရိကဘယင်နိုင်ငံတစ်ခုဖြစ်ပြီးပြန်လွှားများကကနူးလေကိုမြင်ခဲ့ရသောနေရာနှင့်နီးကပ်သောကမ်းခြေပေါ်တွင်တည်ရှိသည်ဤစစ်ပွဲတွင်ဖန်တိဘုဘယင်သည်အကျဉ်းသားမြောက်များစွာဖမ်းဆီးသွားသည်ထိုထဲတွင်ဤမိန်းမ၏ယောက်ျားပါသွားသည်စစ်ပွဲပြီး၍မကြာခင်မှာပင်လူပြူအချို့သင်္ဘောတစ်စင်းဖြင့်ရောက်ရှိလာပြီးဆေးဝဲကြီးစိုက်ခင်းများအတွက်ကြေးကျွန်များဝယ်ယူ၍ရနိုင်မရနိုင်သိရှိရန်ဖန်တိဘုဘယင်ကိုလာတွေ့ကြသည်ကျွန်မဲများအတွက်သူတို့ပေးလိုသောငွေပမာဏကိုဘယင်ကြားသောအခါသူနိုင်ခဲ့သောစစ်ပွဲမှစစ်အကျဉ်းသားများကိုရောင်းရန်စေကူတော့သည်ဒီမိမ၏အမိမှာဇူဇာနာဖြစ်သည်သူယောက်ျားမှာအလွန်တန်မာပြီးကြည်ကောင်းသူဖြစ်သည်ဖန်တိဘုဘယင်ကဤအကြောင်းကြောင့်ဇူဇာနာ၏ယောက်ျားကိုနန်းတော်တွင်ထားလိုသည်သူနန်းတော်တွင်တန်မာသူများကိုလိုချင်၍ဖြစ်သည်သို့သောကျွန်ကုန်သည်များကလည်းတန်မာသူများကိုသာလိုချင်သည်စိုက်ခင်းများတွင်အလုပ်ကိုတွင်တွင်ကျဲကျဲလှုပ်ဆောင်နိုင်၍ဖြစ်သည်သူတို့ကဇူဇာနာ၏ယောက်ျားအတွက်ငွေကြေးကိုအများကြီးမြှင့်၍ဖန်တိဘုဘယင်အားပေးသည်တို့ဖြင့်ဘယင်ကသူ့ကိုရောင်းလိုက်သည်ဇူဇာနာကသူဒီကနူးလေတစ်စင်းဖြင့်ထိုလူပြူတို့၏တင်းဘောနောက်မှလိုက်လာခဲ့ပြီးသူ့ယောက်ျားကိုပြန်ပေးရန်အတနာခံခဲ့ကြောင်းဒေါက်တာကိုပြောပြသည်သို့တော့သူတို့ကသူ့ကိုဟားတိုက်လှုပ်လိုက်ကြပြီးသူတို့လမ်းသူတို့ထွက်သွားကြသည်မကြာခင်မှာပင်သူတို့သင်းဘောသည်မြင်ကွင်းမှပျောက်သွားတော့သည်ထို့ကြောင့်လူပြူအားလုံးကိုသူမုန်းနေကြောင်းနှင့်ဒေါက်တာကသူ့ကနူးလေကိုလှမ်းအောင်မေးစဉ်ကသူစကားပြောလို့စိတ်မရှိခဲ့ကြောင်းတို့ပြောပြသည်ဖြစ်ခဲ့ပြက်ခဲ့ပုံကိုကြားတဲ့တွင်ဒေါက်တာကအလွန်စိတ်ဆိုးဒေါသဖြစ်သည်သူ့ယောက်ျားကိုတင်သွားသောတင်မောထွက်သွားသည်မှာညီမြကြာသွားပြီနိဟုဇူဇာနာကိုမေးသည်နာယီဝက်ခန့်ကြာသွားပြီဖြစ်ကြောင်းပြောသည်သူ့ယောက်ျားမရှိလျင်သူ့ဘဝသည်ဘာမှအဓိပ္ပာယ်မရှိတော့ကြောင်းတင်မောမြင်ကွင်းမှပျောက်သွားသောအခါကမ်းခြေနှင့်အပြိုင်မြောက်ဖက်သို့တွားနေရမှမျက်ရည်များသာယိုစီးထွက်ကြလာပြီးကနူးလေကိုကမ်းခြေသို့ပြန်လောရန်ဆန္ဒမရှိတော့ကြောင်းနှင့်လှေကိုမျောရမျောစေပေတော့ဟုလွတ်ထားလိုက်ကြောင်းပြောသည်ဒေါက်တာကအမျိုးသမီးကိုနှစ်သိမ့်နေသူ့ကိုကူညီရန်အတွက်ညီသည့်တံမိုးကိုပေးရသည်ဖြစ်စေအရေးမို့ကြောင်းသူ့သင်းမောကိုညံနှုံမြင့်တည်၍ကျွန်းသင်းမောနောက်ကိုတန်းလိုက်ပေးမိဖြစ်ကြောင်းပြောပြသည်သို့တော့ဘဲမဓာတ်ကသူ့ကိုတတိပေးသည်သူ့သင်းမောသည်အလွန်နှေးကြောင်းကျွန်းကုန်သည်များကသူ့ရွက်များကိုမြင်မိဖြစ်ကြောင်းသူတို့နီးသို့ကပ်လာခွင့်ပြုမိမဟုတ်ကြောင်းတို့ကိုပြောသည်တို့နှင့်ဒေါက်တာကသူ့သင်းမောကိုကြောက်ချထားခဲ့ပြီးရောက်ရာအရမှာပင်ကြစ်ထားခဲ့ကထိုမိန်းမ၏ကနူးလေထဲသို့ဆင်းသည်ထို့နောက်သူ့ကိုဥဆောင်လမ်းပြပေးကြရန်ဗျံလွှားများကိုအော်ပြော၍ကမ်းခြေအတိုင်းမြောက်အရသို့ထွက်ခွာသည်ပင်လယ်ကွေ့မှန်သမျှနှင့်ကျွန်းများအားလုံး၏နောက်ဖက်သို့ဝင်ကြည့်သည်ဇူဇာနာ၏ယောက်ျားကိုခေါ်သွားသောကျွန်းသင်းမောကိုတွေ့ရန်လိုက်ရှာခြင်းဖြစ်သည်တို့ရတွင်
နာယီပေါင်းများစွာအကျိုးမဲ့ရှာဖွေပြီးနောက်ညရောက်လာသည်ထိုအခါလမ်းညွန်ဖြစ်ဆောင်ရွက်ကြသောဗျံလွှားများအတွက်အဝေးသို့လှမ်းမြင်ရမဖြစ်နိုင်တော့ပေလာရောင်လဲမလင်းသောရက်ဖြစ်နေ၍ပါပဲဒေါက်တာကထိုညအတွက်သူလက်လျှော့ရတော့မည်ဖြစ်ကြောင်းပြောပြသောအခါတနာစရာဇူဇာနာခမငိုးရှာပြမှသည်